ချင်းမြတ်တာမိဘနှစ်ပါးရဲ့ရင်ခွင်မှာအမေကမွေးပြီးအဖေကကြွေးတို့လောကလည်းမှာထင်ပေါ်လာမုံနမဆိုသူအခရာလေးကကဘာတီတရွေးရှိနေမှာကဲကပေးတဲ့ချင်းမြတ်တာမိဘနှစ်ပါးရဲ့ရင်ခွင်မှာအမေကမွေးပြီးအဖေကကြွေးတို့လောကလည်းမှာထင်ပေါ်လာမုံနမဆိုသူအခရာလေးကကဘာတီတရွေးရှိနေမှာမိသားစုအလဲမှာဆိုသူကောင်းသူကျန်းထတဲ့လောကကြီးအလဲအိုးတလုံးထဲမှာအတူတူစားတော့ကြည်ပြင်းလာတာချစ်ချင်းမြတ်တာဆိုတာနေပြစရာမရှိခဲ့တယ်လို့အစားထိုးစရာတွေလည်းမရှိခဲ့ပါဘူးဗျာအတွေ့အတာကစကားပြောလာကဘာပေါ်ရှိမုန်နမများဟာရာဇဝင်တွင်မဲ့အာဃမြတ်တာပါနှစ်ပါးရဲ့ရင်ခွင်မှာအမေကမွေးပြီးအဖေကကြွေးတို့လောကလည်းမှာထင်ပေါ်လာမောင်နှမဆိုသူအခရာလေးကကဘာတီတရွေးရှိနေမှာမိသားစုအလဲမှာဆိုသူကောင်းသူချမ်းထတဲ့လောကကြီးအလဲအိုးတလုံးထဲမှာအတူတူစားသုံးကြည်ပြင်းလာဆိုတာနေပြစရာမရှိခဲ့တယ်လို့စားထိုးစရာတွေလည်းမရှိခဲ့ပါဘူးဗျာတွေ့တာကစကားပြောလာကဘာပေါ်ရှိမုန်နမများဟာရာဇဝင်တွင်မဲ့အာဃမြတ်တာပါ